မင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာကတော့ဒါကိုမျိုးမန္တလေးလူပညာဝန်ဆောင်မှုရောက်တာပါဒီမှာရိုက်ကူးလုပ်တာပါဒီကတော့ဒီနေ့ဆိုင်မက်တက်တူလိုက်ရှို့ပေါ့နော်ဒီလိုရောက်တာလဲဆိုတော့ပြောင်းအောင်ပဲနောက်ပြီးတော့နောက်တူလေတူလေးနဲ့ချစ်စရာလေးတော့ဘာလို့လောပါချစ်လိုက်ကြပါလိုက်ကြပါဒီနေ့ရိုက်တဲ့ညီလေးဒါရွှေရိုက်တဲ့ညီလေးဆိုင်မက်တက်နောက်ထွက်လာရင်လည်းအားပေးကြပါဦးအားပေးကြပါဦးဆက်တော့မယ်တော့ကိုကျူလိုက်ပြတာပါဒီကိုကျူလိုက်ကိုကျူလိုက်ကျွန်တော်ကတချင်းနေလောက်ပဲလို့ပြောတာပဲဟုတ်လားမဟုတ်လားမသိဘူးပုံမလားမသိဘူးကျွန်တော်ဗီဒီယိုရက်ပတ်နေပါတကယ်လို့ပြီးမှာကိုကြီးလိုက်ရကိုကြီးကိုကြီးတော်တော်ဟမ်တော်တော်တော့တော့မရှိတယ်အဲ့ဒါပြီးထောက်လို့ရကျွန်တော်ဆရာဦးသူလင်းဖြစ်ပါတယ်ကျေးဇူးတင်ပါလေဒီမှာဒီကကူဒီကမီလောက်ပါဦးမိတ်ဆက်ပါဦးကျောင်းကြီးပါဆယ်လီပါဆိုင်းတော့ကျွန်တော်ကဆိုင်းတော့ပါဆယ်လီဆိုင်းတော့โอเคလာလိုက်ရအောင်ဘယ်မှာဒိုင်ဒီမှာဒိုင်နှစ်ပုတ်ကောင်းတီးနိုင်ပါတိုင်းတီးရပါတယ်ဒါဆိုအပိနော်နမောအပိမမလို့ရုပ်ဒီမှာပါမင်္ဂလာပါလို့ပါမင်္ဂလာပါဒီသားတို့အားလုံးမင်္ဂလာပါဒီနေ့ live show ရိုက်ကူးရေးမှာညီကိုလေးဆုံရတာဖြစ်ပါတယ်ဘာလို့ကိုအေးကိုပြောမန္တလေးလူကြီးကြောင်ဆောင်မှုပါပြပါတယ်ဒီနေ့ရိုက်ချိုးလေးရိုက်နေကြတာပါအညီတွေနော်ဘုံကထိုင်လိုက်ရတာ